တရားလေးအောင်ဖို့တရားဒီနေ့ဆိုင်စပ်ခွင့်ပြတယ်မတူလို့ရှိဆင်းရတယ်လို့စာမပြန်ကြအောင်ခလုံးမကိုကြီးချက်ပေါ်တတ်မှာတွေ့လိုက်မှာမဟုတ်လား